16ရာစုမှာသူမရဲ့အလှပနဲ့နုပြိုမှုကိုထိမ့်သိမ်းဖို့နွားနို့နဲ့ရေချိုးရတာကိုနှစ်သက်တဲ့မင်းသမီးတစ်ပါးရှိခဲ့တဲ့ရေချိုးပြီးတဲ့နောက်မှာသူမရေချိုးခဲ့တဲ့နွားနို့ကိုလိုအပ်နေတဲ့ပြည်သူပြည်သားတွေကိုမျှဝေသုံးစွဲခဲ့တယ်ဘာလို့လဲဆိုတော့သူမဟာဒါကိုကောင်းမှုကုသိုလ်လို့ယူဆခဲ့လို့ပါမင်းသမီးကအရန်ထူးဆန်းပါတယ်နေတိုင်းသူမဟာငှက်သေးကိုစားပြီးသူမရဲ့နိုင်ငံတော်မှာသူမထက်ပိုလာတဲ့သူတွေကိုချက်ချင်းအကျဉ်းချတယ်အမှန်တော့ဒီမင်းသမီးဟာအသက်1000ကျော်နေနာပါပြီသူမရဲ့မျက်နှာကအရေးအကြောင်းတွေဖြစ်လာတိုင်းဒါမှမဟုတ်အိုမင်းလာတယ်လို့ခံစားရတိုင်းသူမရဲ့မော်ဆွမ်းကိုအသုံးပြုပြီးမိန်းကလေးငယ်တစ်ယောက်ရဲ့အလှပနဲ့ရင့်ကျက်မှုကိုရယူပြီးသူမကိုပြန်လည်နှုတ်ပြစေတဲ့အဲ့ဒီလိုဖြစ်နေပေမဲ့သူမလိုချင်တဲ့အလှတရားကိုဘယ်တော့မှကျင့်တတ်တယ်ရဲ့လို့မရှိပါဘူးအထူးဆန်းဆုံးကတော့သူမရဲ့စကားကိုအမြဲတမ်းနာခံတတ်တဲ့မော်ကြီးမုံတစ်ခုရှိနေတာပါတနေ့မှာသူမကမှန်ရင်ချင်းမုံကိုငါနိုင်ငံသားမှာငါထက်ပိုလာတဲ့သူရှိလာလို့မေးတယ်မှန်ရင်ချင်းမုံကနင်းဖြူငငယ်ကလေးကသူမထက်ပိုလာတဲ့သူမရှိဘူးမင်းထောင်ထဲမှာပိတ်လောင်ထားတဲ့မိန်းကလေးကနင်းဖြူပဲသူမကအခုထိအသက်ရှင်ရှိနေသေးတယ်လို့ပြန်ဖြေပါတယ်အဲ့ဒါကိုကြားတော့မင်းသမီးကဒေါသထွက်သွားတဲ့နင်းဖြူထက်ပိုလာဖို့နင်းဖြူရဲ့အသေးကိုစားမရမယ်လို့သူမပြောလိုက်ပါတယ်ပြီးနောက်မင်းသမီးရဲ့အကိုလည်းဖြစ်သူမရဲ့အစေခံကိုနင်းဖြူရဲ့နှလုံးသားကိုယူဆောင်လာရန်ဆေလွတ်ခိုင်းစေခဲ့ပါတယ်မောင်မိုက်နေတဲ့အချုပ်ခန်းထဲသို့အစေခံကဝင်ရောက်လာပြီးအိပ်ပျော်ချင်အောင်ဆောင်နေတဲ့နင်းဖြူရဲ့နှလုံးသားကိုရင်ကိုခွဲပြီးယူဆောင်ရန်ပြင်ဆင်နေစဉ်နင်းဖြူကရုတ်တရက်သူ့ရဲ့လက်ပင်ကိုဓားဖြင့်ထိုးကာတိုက်ခိုက်ခဲ့ပါတယ်အစေခံကနာကျင်စွာနဲ့အနှဲငယ်နောက်ဆုတ်သွားပြီးနင်းဖြူလည်းချက်ချင်းပင်အခွင့်အရေးကိုအတုံးချကာအခန်းတကားကိုဖွင့်ပြီးသူမကိုပိတ်လောင်ထားတဲ့အချုပ်ခန်းထဲကနေထွက်ပြေးလွတ်ရမြရန်ကြိုးစားပါတော့တယ်